蒙人啊，排路沙路亚的时候，蒙人钱，得有蒙人钱，格拉蒙人钱，爸妈蒙人钱，不老蒙人钱，啊，收没路路亚的，个不说好是啦，个不说啦，这边个不不，个不是啦，那是的耶不，那是不，那是来那一汤人，外表的路没有伢汤没那啥，没那汤你来啥，你来汤伢啥不？要你了，是把看起来，就那么那皮肤喏，第是把那不得不得，就那比如那里他那么修，咱们地道就那要比如，努在不喏，努在就那没几的钱嘛，身为啥不讲，把路身为啥不讲的时候，第是把的啊，可能就那要他呀，把那么就那皮皮不喏，哎，这边第六三他呀，第六三他呀，那也老三他呀的不喏，那也老三他比嘛呗，可不让我。อยากกินข้าวบ่เนาะไอ้ลูกโป่งท่ายาเลยไอ้ลูกบลูโป่งท่ายาเลยဆိုကျွန်တော်ပြမယ်ဒါတော့စပါးရိတ်နေကြတယ်ပေါ့နော်อยากกินข้าวဆိုတာဘာကိုပြောချင်တာလဲဆိုข้าวဆိုတာကစပါးတွေစံစပါးတွေပြောတယ်อยากกินဆိုတာกินဆိုတာခေါင်းပေါ့ဒီစပါးလောကတဲ့ကိုကျွန်တော်ပြောလိုက်မယ်နော်စပါးလောကထဲမှာသူကစပါးတွေရဲ့ခေါင်းပေါ့နေ့ရက်တော့လှမ်းပြီးဒီလိုပုံထားရတယ်အထက်ကဒီစပါးတွေပေါ့နော်သူ့ရဲ့ဥတိုင်းကိုအထဲထည့်ရတယ်အမြစ်ကိုဒီဘက်ထုတ်ထားရတယ်ဘယ်လိုမျိုးအပေါ်တစ်ချက်ရိုက်ပြပေးလိုက်ကတော့ပေါ့နော်ဟိုဇေဒီလူပုံစံမျိုးပေါ့နော်ဘာဖြစ်လို့ဒီလိုလောက်ထားလဲဆိုတော့ခုနရာကင်ခေါင်းကပရော့ဆောင်းငေါကပရော့ဆောင်းငေါဆိုတာကပရော့ဆိုတာဒီဘက်ကကပူးပေါ့ကပူးဆိုတာတစီတရေပေါ့တစီပေါ့အဲ့လိုလည်းပြောလို့မရအောင်တို့စပားတွေရဲ့အရှင်တခင်ပေါ့နော်ကပရော့ဆောင်းငေါဆိုတာစံစပားတွေကိုစောင့်တဲ့နက်ကပရော့ဆိုတာဒီဘက်အခေါ်ကြတော့တရေပေါ့တစီပေါ့နော်ကပရော့ဆိုတာဒီလိုပုံထားရတယ်ဒါကနောက်တစ်နှစ်ဒီစပားဆက်ရသည်မရောက်ခင်ထိစားဖို့ဒါကနည်းနည်းချင်းဆွဲထုတ်ပြီးစားတာပေါ့နော်ဟိုမှာကွန်ပျူတာဒီကနေဆွဲထုတ်ပြီးစားတယ်မိုးရွာရင်အပေါ်ကနေစီးတာဘေးကိုပဲကြာမှာအထက်ကဆန်လုံးလေးတွေစပားလုံးလေးတွေတော့မထိဘူးပေါ့တော့ပြီးတော့မထိခိုက်ဘူးတကယ်လို့တို့ရိတ်ပြီးပြီဆိုရင်ဒါမျိုးမပုံခင်ဒီလိုမပုံခင်ပေါ့နော်တို့ရဲ့စပားစောင်းနှက်ကိုခေါ်ပြီးတော့ဒီမှာစောင့်ခိုင်းရတဲ့ပုံစံမျိုးပေါ့အဲ့လိုမျိုးမခေါ်ဘဲနဲ့ဒီလိုပုံထားမယ်ဆိုရင်မိုးတက်တာတွေစပားလုံးမကောင်းတာမျိုးတွေဖြစ်တယ်ပေါ့နော်အဲ့ဒါပဲသူတို့စားဖို့ဘယ်လိုထောင်းလဲမောင်းလို့ခေါ်တယ်နော်မောင်းမောင်းနဲ့ဘယ်လိုထောင်းလဲဆိုတာကျွန်တော်ပြမယ်မောင်းနဲ့တော့ရောက်နေပြီရေနဲ့ထောင်းတာလူနဲ့မထောင်းတော့နော်တကယ်ဒီဘက်ပိုင်းမှာဆိုသူတို့ဘက်ကဂျီနဲ့တစ်ခုပဲပေါ့ရေကိုဒီလိုတွယ်ပြီးတော့ဟိုဘက်ကိုထည့်တာထောင်းခိုင်းတယ်ကျွန်တော်ပြမယ်လားရေတွဲတဲ့ဟာကိုရင်ပြပေးလိုက်ထောင်းတဲ့ဟာကိုမိုးလုံလေးလုံးပေါ့နော်လေတော့မလုံးပေါ့မိုးတော့လုံတယ်အဲ့ဒါကိုဒီမှာလာဖြည့်တာဒီကြော့တဲ့ကိုဖြည့်တာဒီမောင်းတဲ့ကိုဖြည့်တာမောင်းရဲ့ဖင်ပေါ့နော်ဖြည့်တာရေပြည့်ပြီဆိုရင်တော့အော်တိုပြီးဘောက်ပြီးတော့ထောင်းလာပေါ့ဖြည့်โอเคရေပြန်ခံတယ်ဒါမျိုး24နာရီထောင်းရင်ခုနဟိုဘယ်ပြောသလိုမျိုးညထောင်းမနဲ့စားမနဲ့ထောင်းနေ့လေစားနေ့လေထောင်းညစားပေါ့အဲ့လိုမျိုးပေါ့နော်ဒါကဒီတို့ထောင်းတဲ့ဟာโอเคတို့ထောင်းတဲ့ဟာကကျွန်တော်ပြမယ်ဘယ်လိုကြည်လဲဆိုတော့ကျွန်တော်ပြမယ်နော်မနဲ့ထားရင်စကောထဲမှာမှုတ်ပြီးရင်ဒါမျိုးဆန်လုံးလေးထွက်လာတယ်တွေ့လားခင်ဗျားတို့လားစပားလုံးလေးဆန်လုံးလေးနော်ဒါမျိုးဆန်လုံးလေးထွက်လာပြီအဲ့ဆိုရင်မနဲ့ထားရေနဲ့တခါလေစေးစားရုံပဲဒါလေယာဆန်ပေါ့နော်လေယာဆန်ဒါလောလောဆယ်လေယာဆန်နဲ့ရောက်နေတယ်ဒါသူခင်တစ်ခုထပ်ပြမယ်ကျွန်တော်ဒေတာမှာဘယ်လိုစိုက်ပြိုးလဲနှမ်းကင်းဟဲ့ကြည့်နှမ်းကင်းဒီစိုက်ထားတာကောင်းမြင်ရလားမသိမြင်ရတယ်လေကွင်းနေရိုက်ပြပြီးပါဒီဘက်ချက်ဒီဘက်ကလေကွင်းနော်ဒါတူဒီပိုင်တဲ့ဘေးခြံရောက်နေတယ်လူတယောက်တည်းပိုင်တဲ့ခြံအပေါ်ဘက်ခြံကစပားဆက်ရသည်မဟုတ်ဘူးဆိုရင်တခြားဘာတွေစိုက်ပြိုးလဲဆိုရင်ကျွန်တော်ပြမယ်လာခဲ့စပားစီစိုက်ရသည်မရောက်ခင်ကျွန်တော်တို့အဲ့ဒီအချိန်မှာကျွန်တော်တို့ဘာစိုက်ပြိုးကြလဲဆိုတော့ဒီမှာပဲသီးတွေပဲတောက်ကြီးတွေပေါ့နော်ပဲကြီးနော်ပဲကြီးတွေ
ဒါဒီဘက်ဝင်ခက်လေးကိုတယ် မုံညင်း မုံညင်းချံနော်ဒီဘက်ခင်းစိုက်ပြီးရင်ဒီဘက်မှာမုံညင်းချံနော်မုံညင်းချံကအပြည့်ပဲဒီကနေဟိုဘက်ထိမုံညင်းကဘာလို့စားလို့ရလို့ဆိုတော့ဖြည့်တစ်ပုတ်ကျွန်တော်ပြောသလိုမျိုးပဲနော်လူပရန်ဟောင်းလူပရန်အင်မုံညင်းချောက် စွန်ထန်နော်မုံညင်းချင်းတရုတ်မုံညင်းချင်းကလားမုံညင်းချင်းဗမာမုံညင်းချင်းပလောင်မုံညင်းချင်းအစုံမဲ့လုပ်လို့ရတယ်ဒါတော့ပဲပပလေရှုခင်းလေးရိုက်ပြမယ်နော်ကနန်းလည်းဖမ်းပြီးပြီအမျက်လည်းထုတ်ပြီးပြီပေါ့နော်ကနန်းဖမ်းတာအမျက်ကျွန်တော်ဒီအခုလာပြီးတော့စံစပါးရင်းနဲ့ပတ်သက်ပြီးတော့လူချမ်းမှာလာလေးလာတယ်လေဒါနောက်ထပ်အမျက်တစ်ခုပါပဲအခုလိုမျိုးစုံထိကြည့်ပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှုခင်းလေးရတဲ့အရန်လှနေတဲ့အတွက်ကြောင့်မလို့ဆက်လက်စောင့်ကြည့်ပေးကြပါအောင်လို့ရှုခင်းလေးတွေကိုပြောတာပါ